သတိထားမိလားလူတွေကမကောင်းတဲ့လုပ်ရက်တွေကိုလုံးမိရခြင်းတူတူပဲအချို့ကကျတော့အမုန်းခံပြီးတော့အချို့ကကျတော့ခွင့်လွှတ်ပေးတာခံရတယ်အချို့သူတွေဆိုလို့ရှိရင်ချီကျူးတာခံရတဲ့သူတွေရှိသေးတယ်အပြစ်ကျူးလို့မိရခြင်းအတူတူပဲအမားလို့မိရခြင်းတူတူပဲဒါပေမဲ့ရလာခြင်းကွာသွားတယ်အဲ့ဒါဘာကြောင့်လို့ထင်လဲဘာဖြစ်လို့လဲဆိုတော့ပြင်ပလောကမှာကဒီလူမှုတရားဆိုတဲ့ morality ကလူတယောက်ရဲ့လုပ်ရက်ကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချတာမဟုတ်ဘူးအဲ့ဒီသူရဲ့အကြောင်းအရင်းနဲ့အပြောဆိုကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချတာလူတွေကမင်းဘာလုပ်တာလဲဆိုပြီးတော့မမေးဘူးမင်းဘာကြောင့်လုပ်တာလဲဆိုပြီးတော့ပဲမေးတယ်ဒါကလူတိုင်းမှာရှိတဲ့ critical thinking လို့ခေါ်တဲ့အရေးချင်းတစ်ခုပေါ့နော်လူသားတွေကဘာဖြစ်ခဲ့လဲဆိုတာထက်ဘာကြောင့်ဖြစ်တာလဲဆိုတဲ့အဖြစ်အပျက်ကနောက်ွယ်ကအကြောင်းရင်းကိုပဲအောင်ဆိုင်ရရှိတယ်ဒါပေမဲ့အချို့စကားတူတဲ့သူတွေကဒီဥစ္စာကိုကြိုးကင်ပြီးတော့သူတို့ကောင်းကျိုးအတွက်အသုံးချကြတာပေါ့နော်ကျွန်တော်ကမျှော်ပေးမယ့်ຢာတွေကဘဝမှာကိုလိုချင်တဲ့အရာကိုဘာဖြစ်ဖြစ်ရအောင်ယူမယ်ဆိုတဲ့သူတွေအသုံးပြုလို့ရှိတဲ့ psychological tactic 3ခုပြန်ပြီးတော့မျှော်ပေးပါမယ်ဟောတကူတော့ရှိတယ်ကျွန်တော်မျှော်ပေးမယ့်ຢာတွေကမကောင်းတာတွေတင်ပေးဖို့မဟုတ်ဘူးပြင်ပလောကကြီးကဘယ်လိုမျိုးလက်ပတ်နေလဲဆိုတော့ကိုအမှန်တမ်းရှင်းပြဖို့တက်တက်တင်ပေးတာပေါ့နော်ကျွန်တော်ခုရှင်းပြမယ့်ຢာတွေထဲမှာ Niccolo Machiavelli ရဲ့ method ကိုအသုံးချနေသူကြောင့်လည်းပါတယ် Okay ဆိုတော့ကအစွမ်းထက်ဆုံး method ကနေစလိုက်အောင် Method 1 justification လူသားတွေကတယောက်ကဲ့ရဲ့တဲ့ခါဆိုလို့ရှိရင်တစ်ဖက်သူရဲ့လုပ်ရက်ထက်တစ်ဖက်သူရဲ့လောက်ရတဲ့ရွေချက်ကိုပဲကဲ့ရဲ့လို့ရှိရပေါ့နော်ဥပမာလူရှာနဲ့ချီကိုတတ်ခဲ့တဲ့လူသမားတယောက်ကဘာအပြစ်မှမခံစားဘဲနဲ့အေးအေးဆေးဆေးဒီထိုင်နေဆိုတဲ့တဲ့ရင်ကိုကြားရတဲ့ခါဆိုလို့ရှိရင်အဲ့ဒီလူသမားနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘယ်လိုမျိုးခံစားရမလဲဘယ်လိုဝမ်းပြောကြမလဲဟာဒီလူကထောင်တော့မှရှိတင်တာဒီလူကရုံမာနေတာဆိုးသွမ်းလိုက်တာဘာညာပေါ့နော်ဝိုင်းဆဲတာတော့ဝိုင်းပြီးတော့အပြစ်ပြောကြတာတော့မကောင်းပြောကြတာလို့ကြောက်အောင်ပေါ့ဟုတ်တယ်မလားဒါပေမဲ့အကယ်၍အဲ့ဒီလူသမားဆိုတဲ့သူကအခြားမကောင်းတဲ့သူတွေမဒိန်းကောင်တွေအခြားလူသမားတွေကိုပဲလိုက်တတ်တဲ့သူဆိုလို့ရှိရင်ရောကျွန်တော်သူနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်ကြမလဲအဲ့လိုဆိုလို့ရှိရင်တော့ရုပ်တရက်ဆိုတဲ့လူတွေကဟာအဲ့ဒီသူရဲ့ကောင်ပဲကောင်းတာလှုပ်ဆိုပြီးတော့ဝိုင်းအားပေးကြမှာပေါ့နော်ရုပ်တရက်ဆိုတဲ့လူတွေအမြင်ပြောင်းလဲသွားတာပေါ့လှုပ်ရချင်းအတူတူပဲအကြောင်းပြချက်ပဲကွာသွားတာလူရန်တဲ့ရှိကိုတတ်တာချင်းအတူတူပဲဘာကြောင့်တတ်တာလဲဆိုတော့အကြောင်းရင်းပဲပြောင်းလဲသွားတာပေါ့နော်ဒီဥစ္စာကို moral reframing လို့ခေါ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ philosopher Friedrich Nietzsche ပြောပြတဲ့စကားတစ်ခုရှိတယ် There are no moral phenomena at all only moral interpretation of a phenomenon ဒီစကားကိုမြန်မာလိုရှင်းပြမယ်ဆိုလို့ရှိရင်တော့ကိုကျင့်တရားနဲ့သက်ဆိုင်တဲ့အဖြစ်အပျက်ဆိုတော့မရှိဘူးလူတွေကအဖြစ်အပျက်တစ်ခုကိုကိုကျင့်တရားနဲ့ချိန်ဆပြီးတော့ကြည့်ရပါရှိတယ် Okay ဒီစကားကိုနားလည်အောင်ရှင်းပြမယ်ဆိုလို့ရှိရင်တော့လူတစ်ယောက်ကတခုခုလုပ်တဲ့အခါဆိုလို့ရှိရင်ကောင်းတယ်ဆိုတဲ့ဆိုတော့ကကျွန်တော်တို့ရဲ့ခံယူချက်အပေါ်ပဲမူတည်တယ်ဥပမာရှေ့က Viking နေဆိုလို့ရှိရင်သူများရဲ့ရွာဝင်စီးတယ်ပစ္စည်းလုတယ်လူတွေတတ်တယ်သူတို့ရဲ့အမြင်မှာကျွန်တော်ဒါကောင်းတဲ့လုပ်ရဆိုပြီးတော့ပဲတတ်မှတ်ထားကြရပေါ့နော်ဒါပေမဲ့ခုခေတ်အမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဆိုတဲ့လုပ်ရဆိုပြီးတော့ဝိုင်းပြောကြမှာပေါ့အဲ့ကြောင့်ဒီ justification method ကအရင်အဆွမ်းထက်တာလူကြီးတွေနားလည်အောင်ရှင်းပြမယ်ဆိုလို့ရှိရင်တော့ဒီ George W Bush တို့လို American government ကအခြားနိုင်ငံတွေကိုစစ်တော်တိုက်တိုင်းသူတို့ကတိုက်ခိုက်မယ် we're going to invade အဲ့လိုမပြောဘူးပေါ့နော်ခုခံတာ defense လို့ပဲပြောတယ်လူငယ်တွေနားလည်အောင်ရှင်းပြမယ်ဆိုလို့ရှိရင်တော့ကောင်မလေးတယောက်ကဖောက်ပြန်တာလူမိသွားတော့သူ့ကောင်လေးလမ်းခွဲလိုက်တယ်လမ်းခွဲတဲ့အခါမှာသူကငါ့ကိုငါပြန်အောင်ဆိုင်မလို့တောင်းမဟုတ်ငါအချိန်ယူလိုက်အောင်မယ်ဆိုပြီးတော့အဲ့လိုမျိုးစကားလက်လာလေးသုံးတာကြားဖို့ကြမှာပေါ့နော်ဒီ justification ဆိုတာကကိုမားကြောင့်ဝန်ခံတဲ့အခါဆိုလို့ရှိရင်သူများရဲ့အမြင်မှာပြောညံ့တဲ့သူအတုံးမကျသူကြောက်ဖြစ်သွားတာပေါ့နော်အမားဝန်ခံလို့ရှိရင်လူစိုးအဖြစ်နဲ့အမြင်ခံရတယ်ဒါပေမဲ့ခိုင်လုံပြီးတော့ယုံကြည်ကြကောင်းတဲ့အကြောင်းချက်ပေးနိုင်လို့ရှင်တော့လူရဲ့အမြင်မှာကိုယ့်ရဲ့လောက်ကခွင့်လို့စရာကောင်းသွားရပေါ့နော်ခွင့်လို့ပေးလို့ရတဲ့လောရတစ်ခုဖြစ်သွားတာပေါ့ဒီဥစ္စာကကျတော့ justifiable reason လို့ပြောရမှာပေါ့နော် Method 2 the dead cat strategy Okay level မြင့်တဲ့မှာပါတယ် manipulation tactic တစ်ခုကြောင့်ပြောအောင် the dead cat strategy ဒီအခေါ်ကကျတော့ဒီ western politics တွေကနေလာတာပေါ့နော်ဒီဥစ္စာကအရန်ရိုးရှင်းတယ်လို့အရန်လက်ထိရောက်တယ်ပေါ့ဒီ the dead cat strategy ဆိုတာကစကားဝိုင်းကကိုယ့်ဘက်ကိုလှည့်လာပြီဆိုတာနဲ့အားလုံးအသိတော်စီမအရာတစ်ခုကိုထားပြောလိုက်ဥပမာကိုထိုင်တဲ့စကားဝိုင်းကပုံမှန်ပေါ့ပါလေးတွေပဲပြောနေဆိုပေမဲ့ရုပ်ရက်ဆိုသလိုကိုနဲ့ပတ်သက်တဲ့ကိုသဘောမကျတဲ့အရာတစ်ခုခုဘက်ကိုလှည့်လာပြီပဲထားအဲ့လိုဆိုလို့ရှိရင်ကိုခုခံနေမဲ့အစားအခြားပိုအရေးကြီးတဲ့ကိစ္စပိုပြီးတော့အောင်ဆိုင်လို့ကောင်းမဲ့ကိစ္စတစ်ခုကိုပဲထောက်ပြပြီးတော့စကားလွှဲလိုက်ဘာသာရေးပဲဖြစ်သူများအိမ်တော်ရဲ့ဖြစ်ဘာဖြစ်ပဲကွာကိုဘက်ကိုလှည့်မလိုက်ပြီးရောပိုအရေးကြီးတဲ့ topic ကိုထောက်ပြပြီးတော့စကားလွှဲလိုက်အကယ်၍စကားလွှဲလို့မရဘူးဆိုလို့ရှင်တော့သူတို့တွေအားတင်သွားစေမဲ့အရာတစ်ခုဝန်ခံလိုက်သူတို့ဝန်ခံစေခြင်းတဲ့အရာကိုဝန်ခံတာမဟုတ်ဘူးเนาะတခြားအားတင်သွားစေမဲ့အရာတစ်ခုကိုဝန်ခံခိုင်းတာအဲ့လိုဆိုလို့ရှင်တော့ရုတ်တရက်ဘသူကမှဒီမူရင်းစကားဝိုင်းကိုပြန်မသွားတော့ဘူးကိုထောက်ပြတဲ့စကားနောက်ကိုပဲပါသွားလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့လူသားတွေကအမှန်တရားထက်ဘ
ဘာပို့ပြီးတော့ popular ဖြစ်လဲဆိုတဲ့ intention ကိုပဲပို့ပြီးတော့အလေးထားတယ် American psychologist ကြောက်ဖြစ်တဲ့ Dr. Daniel ကဒီဥစ္စာကိုသူ့သင်တန်းလုပ်ထားရှိတယ်လူသားတွေရဲ့ဒီ cognitive brain width ကအရန်တိုးတယ်ပေါ့ဦးနောက်ကအရာအလုံးကိုတစ်ပြိုင်နက်တည်းအောင်မဆိုင်နိုင်ဘူးအဲ့တော့ဘယ်အရာကပို့ပြီးတော့ရေးပါလဲဆိုတော့အရေးပါတယ်ထင်တဲ့အရာကိုပဲအောင်ဆိုင်တယ်နိုင်ငံရေးတွေမှာဆိုလို့ရင်ခဏခဏတွေ့ရမှာပေါ့အရေးကြီးတဲ့အရာတစ်ခုဖြစ်ပြီဆိုတော့ ਨੇ ပောက်ပြရတဲ့နေရာဖုံးသွားတယ်အဲ့လိုဆိုလို့ရှိရင်လူတွေကတကယ်အရေးပါတဲ့အရာကိုမေ့သွားကြအောင် Method 3 moral listening okay အနေရအများဆုံးနဲ့လူတွေလုံးဝသတိမထားမိတဲ့လောက်ကတခုရှိတယ်အဲ့ဒါက moral listening ပေါ့နော် moral listening ဆိုတာကလူတစ်ယောက်ကသူတို့ကကောင်းတာတွေအများကြီးလုပ်ထားရဆိုပြီးတော့ဆိုးတဲ့လုပ်ရက်ကိုလုပ်ဖို့ဝင်မလေးတော့တာပေါ့ psychology ရဆိုလို့ရှိရင်လူသားတွေကသူတို့ကိုသူတို့ကောင်းလို့မြင်တဲ့အခါဆိုလို့ရှိရင်သူတို့ကဆိုးတဲ့လုပ်ရက်တွေကိုလုပ်မိနေအောင်မှသူတို့ကိုသူတို့ဆိုးရဆိုပြီးတော့မမြင်တော့ဘူးဥပမာငါတပတ်တက်ကဖျားသွားတယ်ငါသူတို့ကောင်းလမ်းမေးခွေးကအစာတောင်းတဲ့ခါဆိုလို့ရှိရင်သူတို့ထဲမှာမဟုတ်ရှိနေအောင်မှသူတို့ကမသိကြအောင်စောင့်နေကြတာပေါ့နော်ဒါမှမဟုတ်ငါအလူတော်နဲ့အများကြီးလှုပ်ထားတယ်ပတ်စံသိန်းတော့ပတ်တာဘာမှဖြစ်ပါဘူးလေနားလာတော့မသိဘူးငါဒါလုပ်လို့ရတယ်ဘာလို့လဲဆိုတော့ကငါသူတို့ကောင်းမလို့အဲ့လိုမျိုးပေါ့နော်သူတို့ကစိုးတဲ့အရာကိုလုပ်မယ်ဆိုလို့ရှိရင်သူတို့ကောင်းတဲ့လုပ်ရတဲ့ချိန်ပြီးတော့ကြီးပြလာကြပေါ့ကုမ္ပဏီအကြီးကြီးတွေဆိုလို့ရှိရင်ကွာသူတို့ရဲ့ business တွေကဒီသဘောတရားကြီးဖြတ်စည်းမိနေရဆိုရင်တော့မှသူတို့ကဒီ environmental campaign ကိုတွားပြီးတော့ sponsor ထည့်ပလိုက်တယ်မြင်မှုကြောင့်ပေါ့ line ပေါ်မှာပေါ့နော်တစ်ပင်တွေကိုကောက်ွယ်ဆောင်းကြဆိုဘာညာနဲ့ campaign တွေသာလုပ်နေကြတာအဲ့ဒီ campaign တွေကို funding လုပ်နေတဲ့သူတွေကအခုနောက်တော့အပင်တွေကိုခုတ်ပြီးတော့စီးပွားရှာနေတဲ့ဒီ billionaire တွေကပဲပြန်ပြီးတော့ funding လုပ်နေကြတာပေါ့နော်နားရလာမသိဘူးနားမလဲရင်ဘယ်လိုရှင်းပြရမလဲဆိုတော့ခိုးတဲ့တခိုးကပျောက်တဲ့ပစ္စည်းကိုဝိုင်းရှာပေးနေဆိုတဲ့ပုံစံအတိုင်းပဲပေါ့ဒီ moral listening ကလူတွေကိုဓာတ်ရိုက်စိုးသွမ်းအောင်လုပ်နေရတော့မဟုတ်ဘူးလူတွေကဆိုးတဲ့လုပ်ရက်ကိုလုပ်တဲ့အခါဆိုလို့ရှိရင်တာမန်မဲဆိုပြီးတော့မြင်တော့လုပ်နေရပေါ့အဲ့ဒါကြောင့်အချို့သူတွေကဆိုးရည်လုပ်ပြီးတော့ဘာမှမခံစားရတာကျွန်တော်ခုပြောတဲ့အရာ၃ခုကလက်မခံရင်တော့မှလက်ခံမှန်တရားပဲဘာလို့လဲဆိုတော့ကဒီဘက်ကကာလာကြီးမှာကမှန်ကန်ပြီးရိုးသွားတာကိုအရေးမပေးတော့ဘူးနှဝင်ချိုးတဲ့အလိန်တွေကိုပဲပို့ပြီးတော့ရေးပေးတော့တယ်လူတယောက်ကပြောနေတဲ့စကားဝိုင်းကိုစကားလွှဲနိုင်လို့ရှိရင်ကိုလုံးနေတဲ့ຢာတွေကိုသူများရဲ့လက်ခံအောင်ပြောနိုင်လို့ရှိရင်ခိုင်လုံးတဲ့အကြောင်းပြချက်ပေးနိုင်လို့ရှိရင်အဲ့ဒီသူကသူ့လိုချင်တာဘာမှမဆိုရတယ်လောကကြီးရဲ့သူ့ရဲ့စကားတိုင်းပဲအဲ့လိုမျိုးသူမျိုးကိုကြတော့ဒီ Machiavellian လို့ခေါ်ရပါတော့ Machiavellian နဲ့သုံးတဲ့ method တွေကကျတော့အများကြီးရှိတယ်ဒါပေမဲ့ဗီဒီယိုရှင်းသွားမှဆိုတော့ကျွန်တော်သုံးခုပဲရှင်းပြထားတာပေါ့ဒီလိုမျိုး topic မျိုးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့နောက်ထပ်ဆက်ပြီးတင်မှာမလို့ like and subscribe လုပ်တော့ပြပါ bye